hair product တွေတော့ဝယ်သုံးနေရပဲကိုညှက်ထားတဲ့သပင်ကေနဲ့ကိုဆန်သားနဲ့သုံးရတာလုံးဝအဆင်မပြေဘူးဆိုတော့သူတွေရှိလားမသိဘူးရှိတယ်ဆိုရင်တော့ဒီဗီဒီယိုမှာကျွန်တော် hair product ကိုဘယ်ဆန်သားကဘယ်ကေကဘယ်လို hair product တွေကိုသုံးသင့်တယ်ဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးမှာဖြစ်လို့ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ဖို့လိုပါလိမ့်မယ် hair product တွေကတော့ brother အောင်ဒီအတိုင်း pomade တို့ wash တို့ပြီးရင် clay hair powder hair spray စသဖြင့်အဲ့ဒီကောင်ကြီးရှိတယ်ပေါ့နော်ချားရည်လည်းရှင်းကြည့်လိုက်မယ်ကျွန်တော်ဒီနေ့ပြပြပေးမှာတော့အခုလုပ်ပေးခဲ့တဲ့ကောင်လေးတွေပြောပြမယ်နံပါတ်1တစ်မျိုးကတော့ pomade လို့ခေါ်တယ် pomade ကတော့အရမ်းမထူအရမ်းမပါတဲ့စံသားတွေလိမ်ဖို့အတွက်တင့်တော်တယ်ဘလိုကေမျိုးထားရင်တင့်တော်မလဲဆို side part တို့လို့ slip part တို့လို့ဒီလိုမျိုး classic look ပုံစံမျိုးထားခြင်းပြီးခြင်းတဲ့ brother တွေလိမ့်တဲ့အထဲမှာပါတယ်ပုံမိတ်ကသူက water base နဲ့ wine base ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်ပေါင်ပစ္စည်းတွေနေရာမှာဖတ်ကြည့်လို့ရတယ် water base ရေကိုအခြေခံသုံးတဲ့ကောင်ဆိုရင်သူကခေါင်းချော်ရတာလွယ်တယ် wine base အစီကိုအခြေခံထားတဲ့ကောင်ဆိုရင်ကျတော့ခေါင်းချော်ရတာနည်းနည်း CDD လေးဖြစ်တယ်ပေါ့နော်အဲ့ဒီခုတော့ရှိတယ် water base ဖြစ်ဖြစ် wine base ဖြစ်ဖြစ်ပုံမိတ်ဆိုတဲ့ hair product ကသူကစံသားကိုလိမ့်ပြီးတာနဲ့ခြောက်မသွားဘဲနဲ့မှဆူဆူပြောင်ပြောင်လေးနဲ့ရှိစေပြီးတော့မှပြောင်ပြောင်လက်လက်နဲ့ဖိရတာပို့ပြီးကြိုက်ခဲ့ဘာသာတွေလိမ့်တင်တယ်ပေါ့နော်လေတွေပိုင်တိုက်လို့ပုံပြတ်သွားမယ်ဆိုလဲကိုယ့်လက်လေးနဲ့တာရလေးပြန်ပြီးတက်လိုက်ရင်လည်းပုံပြန်ကျနိုင်တဲ့ hair product မျိုးဖြစ်တယ်ဒါကတော့ပုံမိတ်အကြောင်းပေါ့နော်နောက်တစ်မျိုးကတော့ wash လို့ခေါ်တယ်သူကပုံမိတ်နဲ့တော့ဆင်တယ်အခုရှိတာကပုံမိတ်ထက်တော့သူကပို့ပြီးတော့စီးကတ်တယ်အဲ့တော့ဘလိုလူတွေနဲ့တင်းတော်လဲဆိုရင်စံသားအရမ်းမာလုံးထောက်ဆင်းလုံးပြီးတော့မှပုံသွင်းရခက်တဲ့သူတွေနဲ့ဆိုရင် wash လိမ်မှအဆင်ပြေတယ်သူကထင်းရပိုကောင်းတယ်ပုံမိတ်ထက်လည်းပိုပြီးစီးတယ်ဗျာပိုပြီးလဲတောက်တယ်ပေါ့အဲ့လိုလူတွေဆိုရင်ဒီ wash ကိုလိမ်ပေးတဲ့နဲ့စံသားအရမ်းမာပြီးပုံသွင်းရခက်တဲ့သူတွေဆိုရင်သူကတော့ပုံမိတ်လိုမျိုးလိမ်ပြရနဲ့သပင်ကိုပြောင်ပြောင်လက်လက်လေးမဖြစ်စေဘဲနဲ့လုံးဝကိုခြောက်ပြီးတော့ခဲသွားစေတဲ့အထင်မှာပါတယ်ပေါ့နော်ကိုကခဲသွားတာမကြိုက်ရင်တော့ wash ကိုမသုံးနဲ့ပေါ့သပင်ကိုပုံသွင်းရရန်ခတ်တဲ့သူတွေဆိုရင် wash ကိုသုံးပေးတဲ့နဲ့သူက side ပတ်ထားတာတို့spiky ပေါ့အချွန်လေးတွေလို့အင်းအထောင်မျိုးလေးထားမယ်ဆိုရင် wash ကလုံးဝလိမ်ရတာအဆင်ပြေတဲ့နေရာမှာပါတယ်လို့ပုံသွင်းရတာလည်းထိရအရန်ကောင်းတဲ့နေရာမှာပါပါတယ်ဒါက wash ပါနောက်တစ်မျိုးကတော့ clay လို့ခေါ်တယ်သူကရှွန့်စေးနဲ့လုပ်တဲ့ type မျိုးပေါ့နော်သူကစံသားပါပြီးနူးတဲ့လူတွေ foreigner ရဲ့လူစံသားမျိုးတွေပေါ့ဗျာအဲ့လိုလူတွေကိုသုံးလို့တင့်တော်တယ်စပင်ကိုလည်းနည်းနည်းလေးထူသေးအောင်လေးဖြစ်စေရတဲ့မှာပါတယ်သူ့ကိုလိမ်ပြီးထားတဲ့ကေတွေကတော့မစီချိုးချိုးပွားပွားထားမဲ့ကေတွေလို့ texture crawl လို့စသဖြင့်အဲ့လိုစံသားမျိုးနဲ့အဲ့လိုကေမျိုးတွေဆိုရင်လိမ်ပေးတဲ့နေရာမှာပါတယ်သူကလည်း wash လို့ပဲစံသားကိုစလိုပြောင်လေးဖြစ်စေမှာတော့မဟုတ်ဘူးနည်းနည်းလေး6သွေးတဲ့အထဲမှာပါပါတယ်။နောက်ဒီဘက်ခေတ်မှာအရန်လူကြိုက်များလာ trend ဖြစ်လာတဲ့ hair powder ပေါ့။ hair powder ကဘယ်လိုလူတွေသုံးရမလဲဆိုစပင်ကပြားပြီးကတ်တယ်အစီပြန်တယ်ဆိုတဲ့ brother တွေနဲ့လုံးဝတင်တော်တယ်။ hair powder ကစပင် volume တင်ပေးတယ်။အဲ့ဒီတော့စပင်ပြားကတ်ဖြစ်ပြီးတော့မှအစီပြန်တဲ့လူတွေနဲ့လည်းတင်တော်ရယ်ပေါ့နော်။အစီပြန်တာကိုလေသူကစုပ်ယူပေးတဲ့အတွက်အဆင်ပြေပါတယ်။စပင် volume တင်ပေးတယ်။ဘယ်လိုသုံးရမလဲဆိုရင်ကြတော့သူကစပင်အရင်သားလေးတွေကိုလက်လေးနဲ့ဖြဲပြီးတော့မှ hair powder လေးထည့်ပြီးလိုက်ဖွာပြီးပေါ့နော်လက်နဲ့ပုတ်ပြီးသပင်ချင်းပုတ်တိုက်လေးပွားလေးသပင်ကိုဒုတင်ပေးလေးဖြစ်တဲ့အတွက်ပါးတဲ့သပင်တွေကိုလည်းထူထင်အောင်လေးဖြစ်စေသလိုအစီပြန်တာတွေသပင်ကတ်တာလေးကိုလည်းပွားရင်အောင်လေးနဲ့အစီပြန်တာကိုလည်းထင်ပေးတယ်သူကတော့ဘယ်လိုကေမျိုးတွေထားရမလဲဆိုရင်messy hair style ချိုးချိုးပွားထားမယ့်ကေမျိုးဥပမာ texture quiz လို့ပုံစံမျိုးတွေထားခြင်းလည်းအဆင်ပြေတယ်အဓိကသူကလက်လည်းမပေးဘူးပေါ့နော်လက်မပေးရတာကြိုက်တယ်ဆိုတဲ့သူတွေနဲ့တော့အသင့်တော်တယ်ပေါ့နော်ခေပေါက်တာကတော့သူကအမှုံလေးတွေဖြစ်တဲ့အတွက်အဆင်ပြေပါတယ်နောက်ဆုံးတစ်မျိုးက hair spray ပါ hair spray ကတော့သူကပုံသွင်းမှုဆိုတာတက်ကိုသွင်းပြီးသားပုံကိုမပြတ်ချင်ပဲနဲ့တနေ့ကုန်ခံကျင်တဲ့သူတွေအတွက်ကိုချမ်းတဲ့ hair product မျိုးဖြစ်တယ်ပေါ့နော်ရှေ့မှာပြောခဲ့တဲ့ wash တွေပုံမိတ်တွေ clay တွေနဲ့လိုချင်တဲ့ပုံကိုလုပ်ပြီးတော့မှအပေါ်ကနေပြီးတော့ခက်ခွက်ခွာလေး30ကနေ30 cm ခွာလောက်အောင်ဖြန်းမှာဒါမှအရင်းတွေကိုမထိဘူးပေါ့နော်အရင်းတွေကိုထိရင်တချို့ဓာတ်မတည့်လူတွေဆိုအနာတွေပါဖြစ်တတ်တဲ့အတွက် hair spray ကိုခေါင်းနဲ့ခွက်ခွာလေးဖြန်းဖို့လိုပါတယ် hair spray ကတော့တနေ့ကုန်ပုံမပြတ်ချင်တဲ့သူတွေအတွက်ပို့ပြီးတော့တင့်တော်တယ်ပေါ့နော်ပုံသွင်းရခက်တဲ့သူတွေနဲ့လည်းအဆင်ပြေတယ်ဆိုရင်အောက်ပြင်မကြတော့ဘူး hair spray ဖြန်းပြီးတော့တောက်ထားလိုက်မယ်ဆိုရင်ပြီးရင်အများကြီးလည်းမဖြန်းနဲ့ပေါ့နော်အများကြီးဖြန်းရင်သူကသဘာဝဆန်တဲ့လွတ်မျိုးမရစီတော့ဘဲနဲ့အရင်စပင်းတင်းပြီးတော့မမာကြီးဖြစ်နေရင်လည်းနေရတာခတ်စီပါတယ်ဒါကြောင့်အများကြီးမဖြန်းနဲ့စပင်ကို
ကိုယ့်ရဲ့ပြားရင်းနဲ့ခွာပြီးတော့ဖြန်းဖို့တော့လိုပါတယ်ဒါကတော့ hair product တွေကြောင့်ကျွန်တော်ပြောပြပေးခဲ့ခြင်းဖြစ်ပါတယ် brother တို့ကအခုပြောပေးခဲ့တဲ့အချိန်မှာကိုတိုက်ကိုပုံစံကိုစံတာကိုထားမဲ့ကေနဲ့တင့်တော်မဲ့ထင်တဲ့ hair product တွေကိုရွေးချယ်ပြီးတော့မှဝယ်ယူကြပါလို့ recommend ပေးချင်ပါတယ်စုံလေးကြည့်ပေးတဲ့ညီကိုတွေကိုကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ကောက်လေးကိုလည်း follow ခဲ့ဖို့မမေ့နဲ့เนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်